ဂျာနီကသူတို့မန်ယူတော့ကိုအားပေးနေတာဘောကြလို့ဟလားမဲလာနေတော့မေရှင်တို့ခက်ကဆိုတဲ့ချင်းကျုပ်သွားတရိယာတချင်းလေးကဗါတဲ့စဉ်းစားနေတယ်ကွာအမှန်တော့ကျောင်းမတွေကကြက်လာတာရပြီးသားဟုတ်လားဟုတ်တယ်လေအဲ့ဒါကြောင့်မို့ तू အပုတ်500ရတယ်လို့မင်းပထွေးတိတ်ခွေထဲမှာအော်နေမကြောက်ဘူးလားတချင်းလေးလဲအစပေါ်တော့ကောက်ဆိုချဘလို့ဆိုမင်းတို့ရတာစခန်းကိုအလယ်လာကောင်းကွယ်ဂျာတိကရက်တာမင်းကမူးမရက်တာဂျာတိကရက်တာမင်းတို့ရတာစခန်းကိုအလယ်လာကောင်းကွယ်ညရောင်နေလေရခင်းနဲ့ကစင်းရိုးတလျှောက်ဝဲထဏောင်းမင်းနေအသွဲသွဲဖူးကြတယ်ပွင့်ကြတယ်ပွင့်ကြတယ်ဖူးကြတယ်ပြောင်းမျိုးလို့စိတ်မှာကျင်းလို့ပါတဲ့ပိဿကြီးतू တယောက်တည်းမသွားဘူး तू အုံလိုက်ခေါ်သွားတာဟုတ်တယ်ပြောင်းမျိုးလို့စိတ်မှာကျင်းလို့ပါတဲ့ပိဿကြီးကဒဲလဲဆိုဘာပြောတယ်မဘာပြောလဲဟန်ကြမကွာငါအပြတ်တစ်တာတဲ့တော့ခောက်ထဲသွားကြတော့ဟဲ့တကဘာလုံးမမြတ်တချမ်းသာကိုအစိတ်မြဲပါစေတရားဟောလေဟာတရားဟောမနေနဲ့တော့ဟိုမှာကြည့်ကံပွက်နဲ့မင်းသမီးနဲ့အိမ်အောင်ကြတော့မတွေ့လားမင်းသမီးလားမကွာဘူးအမတွန်းနေဖုန်ကြီးစိတ်မဖြောက်ဘူးတော့ကိုလဲကြည့်ပြီးတော့အာရမင်းဘလို့လောက်လိုက်တာတော့ဖယားစူပါစေရဲ့အဲ့ပြက်လုံးမိုးလင်းသွားပါစေစူပါမယ်ဝိုင်းဟာရှောင်းမပြောနဲ့ဒါကိုတူပါလေးကိုမွေးမှာကိုသမီးလောက်ရှိတကယ်ပြောတယ်သမီးနဲ့ဒါတကယ်ချင်းလေဟုတ်လားခင်ဗျားသမီးရဘလို့မထားလိုက်ပါတော့ကွာဟေးတော်ရှာမင်းနည်းနည်းလေးစဖော်ရင်နောက်ကပါလာမင်းပြီးလားမင်းပြက်လုံးပြီးလားသမီးလားသိမ့်မယ်လားဟိုမှာတီးဝိုင်းသမားတွေအားနာဖို့ကောင်းတယ်သမီးကညာရဲ့မှာတက်လက်ဒီကြာနဲ့မလို့ဖြစ်သမီးမဖြစ်ထွန်းကသမီးရဲ့တငယ်ချင်းနိုင်ငံကျော်တရုတ်ဆောင်လည်းဟုတ်တယ်အရင်မင်းသမီးလည်းဟုတ်တယ်ဒါလီလင်းရဲ့အဖေပါတငယ်ချင်းကအော်စီမှာသွားနေတာဆိုတော့သူ့ဖေနဲ့တွေ့တော့တငယ်ချင်းအကြောင်းတွေရောငယ်တုန်းအကြောင်းတွေပြန်ပြောနေတာပါသမီးကအော်စီရောက်သွားတော့ငါလည်းကူအိမ်မှာဒေါ်ကြီးနဲ့နှစ်ပါးသွားတယ်ဒေါ်ကြီးဒေါ်ငိုခုနေ तू ကဒါလီလင်းရဲ့အဖေဘာလို့ရမပြောဘူးအတီးလားလီးဖြစ်ဟောရတာမင်းငါ့ကိုမင်းကိုချိုတူးစိတ်တွေပေါက်လာအောင်မလုပ်နဲ့ကဲသမီးတိတ်မကြွားနဲ့ဒီကောင်းလေးစိတ်မချအောင်ဦးရေအေးသမီးရေသမီးဦးပြည်ထွန်းကပရိသတ်တွေနဲ့လည်းနောက်နှစ်မှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါသေးတယ်ဦးပြည်ထွန်းကအခုမြောက်ရီရဲ့ဇာတ်ကားတွေရောနောက်ထပ်ဗီဒီယိုဇာတ်ကားတွေလည်းရိုက်ထားပါတယ်ဦးပြည်ထွန်းရဲ့ဇာတ်ကားတွေထွက်လာလို့ရှိရင်လည်းအားပေးပါအောင်လို့လေးစားစွာနဲ့တောင်းဆိုအပ်ပါတယ်ရှင်သမီးလေးကအမှုပညာကအလုတ်စိတ်တွေလှုပ်ချင်တာတွေများနေတယ်ရန်ကုန်မှာလည်းရိုက်ကူးရေးတွေကဝင်းသိပြီထုံးကိုနေရပေးပြီးတော့ခေါင်းဆောင်တင်ပြီးရိုက်ချင်တယ်ဟုတ်တယ်ဒီမှာလည်း तू ကမိဘကဇက်တပင်ကလည်းထောင်ထားတာဟုတ်ကဲ့ဘာလို့လဲသူ့မောင်လေးကမင်းသားသူ့မောင်ကမင်းသားသူတို့ကမျိုးနဲ့ရိုးနဲ့ဟုတ်လားဖေးမေကလည်းဖေးရပြတ်ဆက်မင်းသားဟုတ်ကဲ့မေကမင်းသမီးမွေးလာတာလေးကတော့ဝင်းသိပြီထုံးရွှေတစိမ့်ဆူရှင်နိုင်ငံသားမြမင်းသမီးမောင်လေးကလည်းမင်းသားမျိုးရိုးကိုမိုးတိန်တကယ်မျိုးရိုးပြောစမ်းကိုခေါ်ပါဆိုလို့သိတယ်ကိုမိုးတိန်လည်းတကယ်မျိုးနဲ့ပကိုးပါလေဟုတ်တယ်သူ့ညီလေးဟုတ်တယ်ငမိုးနဲ့မေလို့သခိုးမဟုတ်ဗျာပြောနေညီမလေးကဗီဒီယိုကားတွေရိုက်ထားတယ်တယ်ရီရလေဗျာတောင်းညီမလေးကဗီဒီယိုကားတွေရိုက်ထားတယ်ဟုတ်တယ်ကြွားပြောတာမဟုတ်သမီးဒီမဲ့ကျန်ကိုမိုးတိန်တို့ကနောက်ပြောင်းပြီးရုပ်ဆိုးတယ်သာပြောတာရုပ်ဆိုးတဲ့လူကဗီဒီယိုကားနဲ့ရိုက်တော့မှာအာဖရိကမော့ဆိုတာကြားဘူးတယ်မဟုတ်လားဟုတ်တယ်သူတို့တွေတော့မင်းသားဖြစ်သေးတယ်မိုးတိန်မင်းသားမဖြစ်ဘူးလို့ပြောလို့ရမယ်ဘယ်သူမှမပြောနိုင်ဘူးဖေလူဝတက်ဆောက်စာလောက်ရှိတယ်ဟုတ်တယ်ဒီနှံကောင်မီးဖုတ်ထားတဲ့ရုပ်တော့မင်းသားဖြစ်သေးတာဖြစ်တာဗောမိုးတိန်မဖြစ်ဘူးလို့ပြောလို့ရတယ်လားဟုတ်တယ်အခုဒီနေ့ပြန်သွားလို့မနေ့ပြန်ဆိုရင်မဲ့သူ့ဇက်ကားစရိုက်တော့မှာမင်းသမီးကလေးလက်ဝင်းမုံရွှေကြီးနန်းစုရည်ဆိုနောက်ဟွာလို့ရွှေမုံရည်နောက်တကတက်မွန်မြင့်မင်းသမီးက4ယောက်မင်းသားကိုမိုးတိန်1ယောက်ထဲပရိသတ်များအိုက်ဇက်ကားလေးထွက်ပြီးကြည့်ပြအောင်ကြည့်ကြပါဒရိုက်တာမီးဘွားမင်းသမီးက4ယောက်ကိုမိုးတိန်ကမင်းသား1လက်ထဲဇက်ကားနာမည်လေးကတော့ခွေးကြံအားပေးဖို့အစင်းသင့်ပြင်ထားကြသူတယောက်ပါထည့်ပေးလို့ရမှာသူ့ကိုမထဲပါနဲ့ကိုမိုးတိန်ကမိန်းမလည်းယူထားတာဘကိုးသူနာမည်ကမင်းသမီးပဲသူမိန်းမ
ဘကိုးမြနဲ့သူနဲ့ဂျူညာမွေလိုက်တယ်သမီးလေးနာမည်လဲလှတယ် ဘယ်သူလဲ ဖလို့မာကဲ သမီးမစီထွန်းကသမီးရဲ့မြစ်တာတွေဖြန်းရင်းနဲ့ပဲလမ်းဆန်းမြစီရှင် ကဲရေးတဲ့ကိုနှုတ်ဆက်ကြပါစို့ဒူလိမသမီးရရေပါတယ်